Hello ဒီနေ့ကအခုလာပို့ပေးတဲ့ page ကနေပစ္စည်းမှာမလို့ပေါ့နော်လိုက်ကြည့်ပါမယ်ပစ္စည်းတွေကအရန်စုံစုံလင်လင်ရှိတယ်ပေါ့နော်ဈေးကလည်းအရန်ကောင်းတယ်အဲ့တော့ရွေးပါတယ်ရွေးရဟိုဘက်ရွေးလိုက်ဒီဘက်ရွေးလိုက်တောင်ဘက်ရွေးလိုက်မြောက်ဘက်ရွေးလိုက်ရေးလိုက်ပါတယ်နောက်ဆုံးကတော့ကြိုက်တွေ့သွားပါတယ်ထိတ်ဆုံးကအဲ့ဒီဥစ္စာလေးပေါ့နော်ပန်းရောင်ဖားလေးနဲ့အဲ့ဒီဥစ္စာလေးကိုမှာလိုက်ပါမယ်ကဲအဲ့တော့မှာတာတော့ခဏစောင့်ရပါနော်နောက်ကြတော့အောက်ကိုဆင်းသွားယူပါမယ်သူတို့ရောက်လာပြီပြောရပါနော်အဲ့ဒါနဲ့သွားယူပါမယ်ကဲတော့အောက်ဆင်းနေပေါ့နော်အောက်ဆင်းပြီးအောက်ရောက်သွားပြီးသွားကြည့်ပါမယ်အရှိမတကယ်ရှိမရှိအခုချက်ချင်းဝယ်အခုချက်ချင်းရောက်လာတာဟုတ်မဟုတ်ဆိုတာကြည့်ပါမယ်အိုးတကယ်နော်အခုချက်ချင်းရောက်လာပါတယ်အဲ့နဲ့စကားလေးပြောပါတော့ကျေးဇူးတင်ပါတယ်ပေါ့ကွယ်ဘာဖြစ်တယ်ညာဖြစ်တဲ့အဲ့ဒါပဲပြောပါတယ်ကဲကျေးဇူးတင်တဲ့အကြောင်းလေးစကားတွေပဲပြောပါတော့ပြီးတော့လက်ဆောင်ကိုဝယ်ထားတဲ့ဟာတွေယူလိုက်တယ်ပြီးတော့သူပြန်သွားပါတော့အဲ့တော့အပေါင်းစင်လုပ်ပါမယ်ကဲတော့ရောက်သွားပြီဆိုတဲ့အကြောင်းကိုသူ့ရဲ့ရုံးကိုလည်းပို့ပေးလိုက်ပါတယ်စာပြီးတော့ဖွင့်ပါတယ် Oh my god စလာတာတော့ရဲကလေးရမ်းလာတာပဲတည်တယ်ကျောင်းတက်နေတဲ့သူတွေအတွက်ဆိုရင်တော့ရမ်းကောင်းပြီးတော့ဒီမှာရေဘူးလေးပါဆက်လုပ်ပြတာရေတော့မထည့်ရသေးဘူးပြီးတော့အမကတ်တကတ်ချင်းစီကိုလိုက်ကြည့်တယ်ပေါ့နော်ဘာလေးတွေပါလဲဆိုတော့စူးစမ်းလေးလာတဲ့အနေနဲ့တော့ကြည့်ပါတယ်ကဲတော့တကတ်ချင်းစီကြည့်ရပေါ့နော်စတစ်ကာလေးတွေပါအရန်လာချစ်စရာလေးလည်းကောင်းတယ်ပေါ့နော်ဒီအဗတာကိုကဘာပေါ့နော်ဒီကဘာကစတစ်ကာလေးအရန်လာနာမည်ကြီးရဲ့လူရဲ့စတစ်ကာလေးပေါ့နော်ပြီးတော့မှခြေတုပ်လေးလည်းပေါ်လာပေါ့နော်အဲ့ခြေတုပ်လေးကတော့မနှင်းရပါဘူးကိုယ့်ရဲ့ကဘာလေးပုံစံလေးကိုမနှင်းရပါဘူးပေါ့နော်ကဲတော့ခဏပေါ့နော်အလှအနေနဲ့ဒီမှာထားပါမယ်အဲ့မှာထားဖို့လုပ်တယ်ပေါ့နော်ဒါပေမဲ့ဟိုနာအဲ့ဒီနာကြောင့်ညစ်ပတ်မယ်ဆိုပြီးတော့ဒီနားမှာပဲထားလိုက်ပါတယ်ရပြီကဲတော့ထိုင်တာမှားသွားလို့ဒီဘက်ချန်နေပြန်လာတယ်တကက်ချစ်စီပြန်ကြည့်တယ်စားနေဆုံးထိပြန်ကြည့်အမလေးလှလိုက်တာစတစ်ကာလေးတွေကကတ်ထဲကနေပါတယ်ရုပ်ကလေးတွေစတစ်ကာလေးရမ်းလှတယ်ပေါ့နော်ချစ်ဖို့လည်းကောင်းတယ်မှာကြောင်ရုပ်လေးတွေအများကြီးစတစ်ကာအများကြီးပါပေါ့နော်အယုတ်ကကလေးတွေထဲမှာဒါကြတော့ဟိုဖိတ်စာပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးပါကဲတော့တစ်ခုချင်းကြည့်ရပြီးတော့မှဘောပင်အိတ်လေးတွေ့သွားရပေါ့နော်ဘောပင်အိတ်လေးလည်းရှစ်ဆရာလေးအောက်ထုတ်လေးတွေ့တော့ဝင်ယူဆောင်လိုက်ပါတယ်ပြီးတော့စတိုင်လေးလက်လိုက်ပါတယ်ပြီးတော့ခဲရံပြာရောင်လေးရဲ့ပန်းရောင်လေးချောင်းပါပါတယ်အရန်ကြိုက်ပါတယ်ဒီဘူးကလေးကတော့ဈေးနဲ့လဲတန်တယ်လို့လုံးဝတကယ်လဲလှတယ်ပေါ့နော်လှတယ်ကြိုက်တဲ့ထဲမှာလဲပါတယ်အဲ့တော့30မှာတော့30ပြည့်ပေးပါတယ်ရမ်းကြိုက်လို့ပေါ့နော်ကဲဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်